မိုးထဲမှာစူပွက်နေတဲ့ရွှေနဂါးလေးဟာတကယ်တော့သူ့ရဲ့သမီးအရင်လေးမှန်းဒီယောက်ျားဖြစ်သူလုံးဝထင်မထားခဲ့ဘူးသူကသမီးဖြစ်သူကိုကယ်တင်ဖို့အတွက်နတ်ဆေးပင်တီရှာဖွေရင်းတောင်ကုန်းကိုတက်ခဲ့ပြီးမယ်နဂါးကိုကောင်ရဲ့ဆွဲခေါ်သွားခြင်းကိုခံရပြီးနတ်ပုံနတ်နန်းကိုရောက်ရှိသွားခဲ့တယ်နှစ်ပေါင်း1000ကြာကြင့်ကြံပြီးနောက်မှာတော့သူကနတ်ဖျားလောကရဲ့အင်အားအကောင်းဆုံးဧကရချစ်လာခဲ့တာပေါ့ဒါနဲ့သူလည်းအတိတ်ကိုပြန်ဖို့ဟင်းလင်းစပင်ကိုဖောက်ထွက်ခဲ့ပြီးမယ်ဟင်းလင်းစပင်ပြိုကျမှုနဲ့တိုးပြီးတခြားကဘာတစ်ခုတည်းကိုပြုတ်ကျသွားခဲ့တယ်အမျိုးသမီးတယောက်ကကောင်းကင်ကနေပြုတ်ကျလာတဲ့သူ့ကိုမြင်ပြီးကားပေါ်ကဆင်းကအပြေးအလွှားလာစစ်ဆေးခဲ့သေးတယ်ဒါပေမဲ့သူကတစုံတယောက်အပေါ်မှာပြန်လည်နေတယ်လို့လိန်ညာပြီးထပ်ပြေးသွားခဲ့တာကြောင့်အမျိုးသမီးလည်းကြောင်အမ်းပြီးကြံရစ်ထဲတာပေါ့အမျိုးသမီးတတိပြန်ဝင်လာတဲ့အချိန်မှာတော့မြေပြင်ပေါ်ကနတ်နီးချင်းကြီးတစ်ခုကိုပဲတွေ့လိုက်ရတော့တယ်ဒီလူကသူမမိသားစုကိုကယ်တင်နိုင်မဲ့အစွမ်းထက်ပုတ်ကိုဆိုတာသူမချက်ချင်းချင်းမိသွားပြီးဘယိုနီးနဲ့ဖြစ်ဒီဆရာတကင်ကိုရှာဖွေဖို့သူမအမိန့်လိုက်ပါတော့တယ်သူလည်းမြေပြင်ပေါ်ရောက်တာနဲ့ခေပြိုင်ဝတ်စုံကိုချက်ချင်းလဲဝစ်လိုက်ပြီးသမီးလေးရဲ့တီနေရာကိုတိနိုင်ဖို့ဂါထာမန္တန်တစ်ခုရွတ်လိုက်တယ်ဒါပေမဲ့သမီးဖြစ်သူကအသက်အန္တရာယ်နဲ့ကြုံတွေ့နေတာကိုတိလိုက်ချိန်မှာတော့သူကဒေါသတကြီးပောက်ကွယ်သွားခဲ့တယ်စက္ကန့်ပိုင်းအတွင်းမှာပဲသူကဟင်းလင်းစပင်ကိုဖောက်ထွက်ပြီးကောင်းကင်ကနေဆင်းသက်လာကသမီးဖြစ်သူရဲ့နောက်ကျောဘက်မှာရုတ်တရက်ပေါ်လာခဲ့တာပါသူရဲ့အကြည့်တကျက်သေးနေတဲ့လူတိုင်းကအသက်လွတ်ပြီးထွက်ပြေးသွားကြရတော့တယ်သမီးဖြစ်သူစီကနေဇနီးတဲ့ကအိမ်ထဲမှာရှိနေတာကိုသိလိုက်လို့ဇနီးတဲ့စီအမြန်ပြေးသွားပြီးဘာမှမဖြစ်တာကိုတွေ့လိုက်တော့မှသူစိတ်အေးသွားခဲ့ရတယ်သူမိသားစုပြန်လဲစုံစည်းနိုင်ပြီလို့သူထင်ထားပေမဲ့ဇနီးတဲ့ကတော့မယုံကြည်ပါဘူးသူကနံပါတ်1အထက်တန်းစားမိသားစုကြီးကိုအမြင့်ပြတ်ချေမုန်းနိုင်တယ်ဆိုတာပေါ့သူမရဲ့တန်တရားတွေရှေ့မှာသူလည်းဘာမှမတတ်နိုင်ပါဘူးတကယ်တော့သူထွက်သွားတော့ကသူကတာမန်လူတစ်ယောက်ပဲရှိသေးတာကိုအိမ်ပြန်ရောက်တဲ့အခါအမေနဲ့သမီး2ယောက်လုံးအားနေနေတာကိုမြင်တော့သူကအကြံတစ်ခုရသွားတယ်နတ်ပုံကနေယူလာတဲ့နှစ်ပေါင်း1000ကြာတဲ့နတ်ဆေးပင်တွေကိုလေထဲကနေဆွဲထုတ်လိုက်ပြီးသူ့ရဲ့မောစွမ်းတွေနဲ့အပူပေးလိုက်တဲ့အခါအမေနဲ့သမီးဟာထွက်ပေါ်လာတဲ့ရနံ့ကြောင့်ချက်ချင်းဆွဲဆောင်ခြင်းကိုခံလိုက်ရတော့ပါတယ်သူတို့စားလိုက်တဲ့နတ်ဆေးပင်တွေကနေပြင်းထန်တဲ့မောစွမ်းတွေဖြစ်ပေါ်လာပြီးအချိန်ကြာလာတဲ့အတွက်ဒီစွမ်းအင်တွေကတဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ထဲစိတ်ဝင်သွားခဲ့တယ်။တညတာကုံဆုံးသွားတဲ့အခါမှာတော့စွမ်းအင်တွေအားလုံးအပြည့်အစုံစိတ်ဝင်သွားခဲ့တာပေါ့။နောက်ကနေ့မနေ့မှာတော့အမျိုးသမီးနိုးလာတဲ့အချိန်သမီးဖြစ်သူကဘေးမှာမရှိတာကိုတွေ့လိုက်တော့သူမချက်ချင်းထိတ်လန့်သွားပြီးအပြင်ကိုထွက်စားဖို့လုပ်တယ်။ဒါပေမဲ့သူမတကားလက်ကင်ကိုကင်လိုက်တဲ့စက္ကန့်ပိုင်းမှာပဲဧည့်သည်စကားနဲ့ကိုရောင်ဖြောက်ပြီးရရှိသွားခဲ့တယ်။ဘာဖြစ်သွားတယ်ဆိုတာကိုသူမမစင်စားနိုင်သေးခင်မှာပဲသမီးဖြစ်သူကလေထဲမှာပြန်ဝဲနေတာကိုမြင်လိုက်တော့အမျိုးသမီးလည်းအံ့ဩသွားလို့သမီးလေးပြန်နေတယ်လို့အော်ဟစ်ငိုယိုပါတော့တယ်